အားလုံးပဲမင်္ဂလာပါခင်ဗျာ Beyond the Horizon YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့တင်ဆက်ပေးသွားမယ့်ဆောင်းပါးလေးကတော့ဆရာမဆူဆူကောလင်းရဲ့ Brain Gym လို့အမည်ရတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ဆရာမရဲ့စာဖတ်ပရိသတ်တွေအနေနဲ့ဆရာမရဲ့ဆောင်းပါးတွေကိုစင်ဆက်မပြတ်နားဆင်နိုင်ဖို့ရာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးသွားဖို့လည်းတောင်းဆိုပါရစေ Brain Gym လို့အမည်ရတဲ့ဆောင်းပါးကိုနားဆင်ကြည့်လိုက်ကြရအောင်ခင်ဗျာဒီကနေ့ကျမဖတ်ပြခြင်းနဲ့ဆောင်းပါးလေးကတော့ Brain Gym ဆိုတဲ့ခေါင်းစဉ်နဲ့ရေးထားတဲ့ဆောင်းပါးလေးပါကျမခင်မွန်ဖြစ်သူကရော့ဒီဆောင်းပါးဖတ်ကြည့်ပါလားရေးစရာအတွေးတစ်ခုရတာပေါ့တဲ့ဒါနဲ့ကျမလည်းသူပေးတဲ့မဂ္ဂဇင်းကိုကောက်ယူကြည့်လိုက်တော့အီတလီနိုင်ငံရဲ့ထိပ်တန်းတင်းနစ်သမားကောင်လေးရဲ့ပုံကိုတွေ့လိုက်ရပါတယ်အီတလီနိုင်ငံမှာမွေးအီတလီနိုင်ငံမှာကြီးတဲ့သူဆိုပေမဲ့သူကအီတလီသွေးတော့မပါပါဘူးဂျာမန်စကားပြောကြတဲ့အော်စတြီးယားလူမျိုးပါတင်းနစ်လောကမှာအီတလီတွေဟာဘယ်တော့မှထိပ်တန်းနေရာတွေရလိမ့်မရှိပါဘူးယာနစ်ဆင်နာဆိုတဲ့ဒီကောင်လေးကတော့ကမ္ဘာတင်းနစ်လောကမှာနံပါတ်1နေရာကိုရယူနိုင်ခဲ့ပါပြီကျမကသူ့ကိုတိတ်နှစ်ချိုက်လာတာတော့မဟုတ်ပါကစားမတော်လို့မဟုတ်ဘူးနော်ကြီးကျယ်တယ်လို့ထင်လို့ဖြစ်ပါတယ်နိုင်ငံကိုစားပြုအားကစားပွဲတွေမှာရွှေတံဆိပ်ရတဲ့သူတွေကိုသမရကြီးကခေါ်ယူတွေ့ဆုံစကားပြောလို့ရှိပါတယ်။ဒါပေမဲ့ဒီတငယ်ကသမရကြီးရဲ့ဖိတ်ခေါ်ချက်တွေကိုအကြောင်းပြချက်တွေမျိုးစုံပေးပြီးညင်းလို့ရှိပါတယ်။အီတလီနိုင်ငံသမရကြီးကဘာမှမပြောပေမဲ့ကျမကမစီမဆိုင်ကြားထဲကဝင်ပြီးစိတ်တူလေးရှိတယ်။သမရကဖိတ်နေတာလေမအားသွားတွေ့ပေါ့။ဟိုကသဘောပြေတိုင်းနင်ကမလေးမစားလုပ်နေတာလား။ဒါကျမစိတ်ထဲကနေသူ့ကိုရန်နေထောင်းနေတာပါဒါတွေမကသေးပဲသူကတင်းနစ်ပွဲတွေကရတဲ့ဝင်ငွေတွေနဲ့ကြော်ညာကအမျိုးမျိုးရတဲ့ဝင်ငွေတွေကိုအီတလီနိုင်ငံရဲ့ဘဏ်ထဲမှာမထားပဲဆွစ်ဇာလန်နိုင်ငံရဲ့ဘဏ်တွေမှာသွားထားတယ်လို့ကျမကြားဘူးပါတယ်ဒီချက်ကိုလည်းဘဝင်မကြဘူးရှင်ဒါကြောင့်သူ့ပုံပါတဲ့ဆောင်းပါးကိုစိတ်သိမ့်မပါပဲဖတ်လိုက်ရကနေစိတ်ဝင်စားစရာကောင်းလွန်းနေတော့စာတပုတ်ကောက်ရေးလိုက်ရပါတယ်အီတလီလို Palestra del Cervello တဲ့အင်္ဂလိပ်လိုဆိုရင်တော့ Brain Gym လို့လွယ်ဘာသာပြန်ရမယ်ထင်တယ်ပုံမှန်အားကစားရုံ gym တွေလိုစက်တွေအလေးတုံးတွေနဲ့ကိုယ်ခန္ဓာဖွံ့ဖြိုးကျန်းမာအောင်လုပ်တဲ့နေရာမဟုတ်ဘဲအခက်အခဲတွေစိတ်ဖိစီးမှုပြင်းထန်လွန်းတဲ့အခြေအနေမျိုးတွေမှာအောင်မြင်မှုရအောင်လေ့ကျင့်ပေးတဲ့ဌာနဖြစ်ပါတယ်ခုနကကျွန်မပြောခဲ့တဲ့ကမ္ဘာထိပ်တန်းတင်းနစ်ကစားသမားလူငယ်ဟာအဲ့ဒီ gym ကိုမပြတ်သွားပြီးတော့စိတ်လေ့ကျင့်ခန်းတွေယူလေ့ရှိပါတယ်တဲ့သူတွေမကဘူးတခြားအမျိုးသမီးတင်းနစ်မဲအကျော်အမော်တွေနှင်းလျှောစီချန်ပီယံတွေပြိုင်ကားမောင်းတဲ့သူတွေနဲ့အာကာသရင်မှုတွေကအစဒီ Brain Gym ကိုလာကြပါတယ်တီထောင်တဲ့သူက Formula 1 ကစားသမားတွေကိုလေ့ကျင့်ပေးရတဲ့အားကစားဆရာဝန်တဦးဖြစ်ပြီးတော့ခက်ခဲတဲ့အနေအထားတွေမှာစိတ်ခံစားချက်တွေကိုကောင်းမွန်စွာထိန်းချုပ်ဖြေရှင်းနိုင်တဲ့သူတွေကသာအောင်ပွဲခံလေးရှိတယ်ဆိုတာကိုသူ့ဘဝအတွေ့အကြုံတွေအရသိရှိလာပြီးထိုစင်တာကိုထောင်ခဲ့တာဖြစ်ပါတယ်။ပြင်ပလှုံ့ဆော်မှုတွေကိုခေါင်းနဲ့အဝင်မခံပဲစိတ်ဖိစီးမှုအလွန်များတဲ့အခြေအနေမျိုးတွေမှာအုံနောက်ရဲ့စွမ်းဆောင်ရည်ကိုအမြင့်ဆုံးရောက်အောင်စွမ်းအင်အသုံးချမှုကိုအထက်ရောက်ဆုံးဖြစ်အောင်ဥပမာစိတ်ကိုတည်ငြိမ်အောင်ထားပြီးဆုံးဖြတ်ချက်မြန်မြန်ချနိုင်အောင်သိပ္ပံနည်းကျလေ့ကျင့်ပေးတာဖြစ်ပါတယ်တဲ့ကျမနေထိုင်တဲ့မြို့နယ်ဆိုရင်တနာရီလောက်ပင်မဝေးတဲ့နေရာမှာရှိပါတယ်တင်းနစ်လူငယ်လေးအကြောင်းကိုပြန်တွေးမိပြန်တယ်သူကဒီလောကထဲကိုဝင်လာတဲ့အချိန်တုန်းကပိန်ပိန်ရှည်ရှည်နဲ့ငချုတ်ကလေးတယောက်ပဲဖြစ်ပြီးတစ်ဖက်ကထိတ်တန်းကစားသမားနဲ့ရှင်ပြိုင်ရမှာကြောင်နဲ့ကြွက်ကစားသလိုဖြစ်နေခဲ့ပါတယ်။ကျမကလေကြည်နေရင်းနဲ့တနာလွန်လို့ TV တောင်ထပ်ပိတ်ရတဲ့အထိဖြစ်ဖူးပါတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့သူကထူးထူးခြားခြားတည်ငြိမ်လာပြီးတစ်ဖက်ကပြိုင်ဘက်ကစားသမားကိုပြန်တုံ့ပြန်နိုင်ုံသာမကပဲကမ္ဘာနံပါတ်1ကစားသမားဂျိုကိုဗစ်ကိုပဲအနိုင်ယူပြီးတော့နံပါတ်1တရဖူကိုဆောင်းသွားနိုင်ခဲ့ပါတယ်။အသက်ကလည်း24နှစ်ပဲရှိသေးတယ်။အားကစားသမားတွေဟာနီးပြခေါင်းနေနဲ့တစ်နှစ်ပတ်လုံးလေ့ကျင့်ထားကြတဲ့သူတွေကြီးပဲဆိုတော့လက်ရည်တွေကတော့မတိမ်မယိမ်းနေကြီးပဲ
ဒါပေမဲ့ပြိုင်ပွဲတွေရဲ့အနိုင်အရှုံးကတော့အမှားနေခြင်းများခြင်းပေါ်မှာပဲမူတည်သွားတာပါအမှားနေအောင်ဖျားတံခံနိုင်အောင်လေ့ကျင့်ထားတဲ့သူတွေပဲအောင်ပွဲပန်းတိုင်ရောက်သွားပြီးဖလားကင်မြောက်နိုင်ခွင့်ရသွားကြတာပါအားစားတဲ့သမားတွေမှာပဲလွတ်အပ်တာလားအမှန်တော့ဒီလိုမျိုးလေ့ကျင့်ခန်းနေဆိုတာလူတိုင်းလွတ်အပ်တာပါပဲလူတိုင်းရဲ့ဘဝမှာခက်ခဲတဲ့အချိန်တွေစိန်ခေါ်မှုများတဲ့ကာလတွေရှိတတ်ကြပါတယ်စိတ်ကိုလေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်အခက်အခဲတွေကိုကြံ့ကြံ့ခံနိုင်ရုံသာမကပဲအောင်ပွဲပင်ဆင်နိုင်သေးတယ်ဆိုတော့ကျမတို့လည်းလှုပ်ရှားရုံပေါ့နော်ကျမတက်နေတဲ့သင်တန်းတစ်ခုမှလည်းအီတလီအမျိုးသမီးတစ်ယောက်ရှိတယ်သူကအပြိုကြီးဖြစ်ပြီးတော့သူနာပြုတ်ပွဲလည်းရထားသေးတယ်သူခန္ဓာကိုယ်ကနည်းနည်းဖွံ့ဖြိုးပြီးတော့မျက်နှာကကျမတို့ငငယ်တုန်းကရုပ်ရှင်တွေကဒေါ်စိန်ခင်ကြီးနဲ့ခက်ဆင်ဆင်တူတယ်ဒါနဲ့ကျမကသူ့ကိုစိတ်ထဲကနေမတ်စိန်ခင်လို့အမည်ပေးထားလိုက်တော့တယ်အနီမတ်စိန်ခင်ဟာအင်္ဂလိပ်စာသင်ရတဲ့အချိန်တွေမှာဆိုရင်ငရဲကြတယ်လို့ဖြစ်နေတယ်ဆိုပြီးတော့ကျမစီကိုစာရီမကြရေးလိရှိတယ်သူကဒုတိယဘာသာစကားအဖြစ်ပြင်သစ်စာကိုပဲသင်ယူခဲ့ရတယ်ဆိုတော့အင်္ဂလိပ်ဘာသာအချိန်ဆိုရင်အခက်အခဲတွေကြီးစွာရောက်နေတော့တာဒါပေမဲ့ तू ကဒီအခက်အခဲကိုဆရာမကိုမပြောပဲဘာကိစ္စကျမကိုပဲစာတူစာရှည်တွေရေးပြီးပြောနေတယ်လေတော့မသိဘူးကျမကပဲအကူရတဲ့ပုံပေါက်နေလို့လားဒါမှမဟုတ်သူ့ရဲ့အစားဆရာမကိုပြောပေးစေချင်လို့လားကျမကအင်္ဂလိပ်စာဟာဘာသာတရက်အနေနဲ့ပါနေပေမဲ့ဒါဟာဘာသာစကားသင်တန်းလည်းမဟုတ်တဲ့အပြင်စာမွေးချစရာလည်းမရှိတဲ့အတွက်စိတ်ကိုပုံပါပဲထားလိုက်ပါလို့ပြန်ပြောလိုက်ပါတယ်ပြီးခဲ့တဲ့အပတ်ကရေးခဲ့မှုတဲ့ကျမဆောင်းပါးတွေက Ivory Coast နိုင်ငံကအီကန်တာတို့ကလည်းပြင်သစ်စာသင်ခဲ့ရတာပါအင်္ဂလိပ်လိုမသင်ခဲ့ရပါဘူးဒါပေမဲ့သူတို့ကမတ်စိန်ခင်လို့မျက်နှာတွတ်နီးပြီးကြီးစွာသောစိတ်ဆင်းရဲခြင်းတွေဖြစ်မနေဘူးမရလည်းမရသလိုဟီဟီဟာဟာပဲနေလေးရှိပါတယ်အင်္ဂလိပ်စာချိန်ဘာမှမရသလိုကွန်ပျူတာချိန်ဆိုလည်းတစ်လုံးမှမသိကြဘူးကွန်ပျူတာတစ်ခါမှမကင်ဘူးလေသူတို့ကဒါပေမဲ့အပြုံးမပြတ်ဘူးရှင်မတက်ဘူးလေဘာဖြစ်လဲတက်အောင်သင်ပေးကြပေါ့လို့သဘောထားကြဟန်တူပါတယ်ဆရာတွေကလည်းစိတ်ရှည်သဘောကောင်းကြတော့မတက်တအောင်ပြပေးကြပါတယ်ဒါပေမဲ့မတ်စိန်ခင်ခမညာတင်တန်းမလာတော့ပဲအပီးတိုင်ထွက်သွားပါတယ်တင်တန်းက9ချိန်တိုင်ခွင့်မတိုင်မဲကြောင်းပြလို့ရှိရင်ထုတ်ပယ်မယ်လို့အစကတည်းကစီကံထုတ်ထားပါတယ်ကျမစိတ်ပူပြီးတင်တန်းမှုကိုမနေနိုင်မထိုင်နိုင်သွားမိတယ်ဟိုတယောက်မလာတာ4ရက်ရှိပြီနော်အကျိုးကြောင့်မေးလိုက်ပါဦးသူကအင်္ဂလိပ်စာချိန်တိုင်းဒုက္ခရောက်ပြီးရှက်နေကြောက်နေတာတင်တန်းမှုကကျမကိုပြောတယ်အဲ့ဒီတယောက်ကအပီးမလာတော့ဘူးလေငါ့ကိုစာပို့တယ်ကျမလည်းစွန့်အားသွားတယ်သူကစာရီရေးပြီးတော့ရင်းဖွင့်တော့ကနွေးထွေအားပြန်ပေးဖို့မြန်လိုသွားတာလားလို့ကိုအပြစ်မကင်းတယ်လို့တောင်ခံစားမိသွားတယ်ဧကန်တာတို့အတွက်ပေါ့ပါအချောင်းချင်းရတခုဟာသူ့အတွက်ဖြည့်ရှင်းရခက်တဲ့ကိစ္စကြီးလို့မှတ်ယူပြီးလက်မြောက်အရှုံးပေးသွားရှာတယ်အပြစ်မတင်ရက်ပါဘူးငငယ်တုန်းကဆိုရင်တော့ကျမစိတ်ထဲဒါလေးများဆိုပြီးတွေးမိအောင်ပါအခုအသက်အရွယ်မှာတော့သူတစ်ပါးကိုခက်လွယ်နဲ့အပြူသဘောမဆောင်တဲ့မှတ်ချက်တွေချဖို့တဲ့စိတ်ခံစားချက်တွေကိုရင်ဆိုင်ပုံချင်းမတူကြပါလားလို့ပဲသဘောပိုက်လိုက်မိပါတယ်လူဆိုတာခန္ဓာရည်ချင်းမတူကြဘူးလေကျမကလည်းအဲ့ဒီအမျိုးသမီးကိုဖုံးဆက်ပြီးတော့အားပေးရမလားစာရေးရမလားဆိုပြီးစဉ်းစားမိသေးတယ်ဒါပေမဲ့ကိုဆက်သွယ်လို့လဲသူ့ဆုံးဖြတ်ချက်ကပြောင်းမှာမဟုတ်ဘူးတည်ရေးရှင်ရေးကိစ္စလည်းမဟုတ်ဘူးအခက်မသိရင် तू ကနေ့စဉ်လာပြီးရင်ဖွင့်နေအောင်ပါကျမတို့မြန်မာနိုင်ငံမှာနေ့စဉ်နဲ့အမျှလူတွေဒုက္ခမျိုးစုံရောက်နေကြတာကိုလူမျိုးတွေရဲ့ဒုက္ခနဲ့ရှင်ရင်သူကိစ္စကသေးလေးပြီးတော့ကျမတို့ချင်းကတငယ်ချင်းတွေလည်းမဟုတ်ဘူးတိတ်မခင်မဲနဲ့တောင် तू ကစာတဒံပိတဒံနဲ့ရင်ဖွင့်နေသေးတာကျမကသာစပြီးဆက်သွယ်လို့ကတော့မပြီးဆုံးသောဇလန်းတွေဖြစ်ကုန်တော့မှာဒါကြောင့်မို့ဒီတိုင်းပဲထားလိုက်တော့တယ်ကျမလည်းပဲကိုယ်စိတ်ခံနိုင်ရကိုသိတယ်လေအီတလီအခက်မြန်မာအချက်ဆိုသလိုပဲ
ကျမကဒီအမျိုးသမီးနေရာမှာမြန်မာចောင်းသားလေးတယောက်ကိုအစားထိုးတက်ခွင့်ပေးမလားဆိုပြီးတော့တင်တန်းမှုကိုတွားတောင်းဆိုလိုက်တာအထမြောက်သွားတယ်ရှင်ကျမကလေဒီအီတလီနိုင်ငံရဲ့တင်တန်းကဆရာမတွေကိုအရန်သဘောကျတယ်ကျမကြီးအစားအသောက်အလုပ်အကင်နဲ့ပတ်သက်တဲ့အကြောင်းအရာများစွာတွေကိုသင်ကြားပေးရင်းနဲ့ရုပ်ရောစိတ်ရောကျမခြင်းရင် meditation တရားထိုင်ခြင်းလုပ်ကြကွာဒါဟာဘာသာတရားနဲ့မဆိုင်ဘူးပြီးရင်လူချင်းကိုချင်းစာစိတ်တွေမွေးကြစာနာကြဒါမျိုးတွေသင်ကြားပေးလို့ရှိပါတယ်မကြခင်အီစတာပွဲတော်ရဲ့ရောက်တော့မယ်ပိတ်ရရတော့5ရက်လောက် brain gym စီသွားမယ်ကဘာကျော်ကစားသမားတွေသွားတဲ့နေရာတော့မဟုတ်ဘူးတိဘက်ကဆရာတော်ဒလိုင်းလာမှာတီထောင်ထားခဲ့တဲ့ကျောင်းကိုသွားမှာပါကျမနေတဲ့မြို့နဲ့လည်းမဝေးလာပါဘူးစိတ်ရဲ့အညစ်အကြေးတွေပိတ်ဆို့နေမှုတွေကိုရသလောက်ရှင်းထုတ်ဖယ်ရှားဖို့ကြိုးစားကြည့်ရမယ်လေရုပ်ပိုင်းဆိုင်ရာကျမ်းမာအောင်မြင်မှုတွေရဲ့အခြေခံဟာစိတ်မှာတည်မီနေကြတယ်မဟုတ်လားလောဘအတော်မတတ်နိုင်ကြပဲမောဟအမိုက်အမောင်တွေကြားကနေဒေါသတကြီးဖြစ်နေသူတွေတစ်နေ့တစ်ခြားများပြားလွန်လာတဲ့ဒီကဘာကြီးမှာရှင်သန်ရတာခက်ခဲလာသည်မို့ကျမလည်း brain gym လေးစီသွားလိုက်ပါအောင်မယ်ရှင်မေတ္တာဖြင့်ဆုစုကောလင်